စိန်ငံဖျားကျောင်းနဲ့ထွက်ပြီးကျွန်တော်လာယွန်ဂိတ်ကိုရောက်ခဲ့ပါတယ်ဒီဂိတ်ကိုလာယွန်ဂိတ်ဒါမှမဟုတ် Saint Stephen Gate လို့ခေါ်ပါတယ်အခုမြင်တွေ့ရတဲ့ဖျားကျောင်းကတော့ကက်စမာနေဥယျာဉ်ထဲကဖျားကျောင်းပဲဖြစ်ပါတယ်ဘေးနားတစ်ပင်တွေကတော့ olive tree လို့ခေါ်တဲ့တန်လွန်ပင်တွေပဲဖြစ်ပါတယ်ဒီတန်လွန်ပင်တွေဟာနှစ်ပေါင်း2000ကျော်တက်တန်းရှိတဲ့တန်လွန်ပင်တွေဆိုလို့သိရပါတယ်အဲ့ဒါကိုကြည့်ချင်းအဖြစ်ဒီနေရာဟာတန်လွန်ဥယျာဉ်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အသေးချပြောရှိနိုင်ပါတယ်ဒီနေရာဟာတန်လွင်တောင်ပေါ်မှာရှိတဲ့ဖျားကျောင်းဆောင်လေးပဲဖြစ်ပါတယ်ဒီနေရာဒီဖျားကျောင်းဆောင်ကိုမျက်ရည်ပုံစံအနေနဲ့စောက်ထားပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေရာနေသခင်ယေရှုနဲ့တပည့်တော်တွေဟာဂျေရုဆလင်မြို့ကိုအပေါ်စီးနေကြည့်ပြီးတော့သခင်ယေရှုမျက်ရည်ကျခဲ့တဲ့နေရာဖြစ်လို့ပဲဖြစ်ပါတယ်ဒါကတော့ဂျူးလူမျိုးတွေရဲ့တင်ကြိုင်ပဲဖြစ်ပါတယ်ဒီဂိတ်ကို Eastern Gate ဒါမှမဟုတ်ရင်Golden Gate လို့ခေါ်ပါတယ်ဒီဂိတ်ကို AD 810ခုနှစ်မှာပိတ်ထားခြင်းခံရတဲ့ဂိတ်ပဲဖြစ်ပါတယ်ဒီဂိတ်ကနေသခင်ယေရှုဟာနောက်ဆုံးဂျေရုဆလင်မြို့တော်ကိုမြင်းစီးပြီးဝင်ခဲ့တဲ့မြို့တကားပဲဖြစ်ပါတယ်ဒီတကားဟာခုလိုပိတ်ထားခြင်းခံရတာဟာ Prophet တွေရဲ့ဟောထားချက်ကိုပြည့်စုံစေတာနဲ့အတူတူပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီကိရနေကယ်တင်ရှင်မစီယာကြော့ဝင်လာလိမ့်မယ်လို့ prophet တွေဟောထားခဲ့လို့ပဲဖြစ်ပါတယ်။သခင်ယေရှုကလည်းဒီကိရနေပဲဒီဂျေရုဆလင်မြို့တော်ကြီးကိုကယ်တင်ရှင်မစီယာဖြစ်နေတဲ့ကြော့ဝင်ခဲ့တာပဲဖြစ်ပါတယ်။ဟိုထိပ်မှာတွေ့ရတဲ့နေရာလေးဟာနတ်ဆိုကနေသခင်ယေရှုကိုနောက်ဆက်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုကျွန်တော်တို့ရှင်လုကာခရစ်ဝင်အခန်းကြီး၄အခန်းငယ်9မှာဖတ်ရှုနိုင်ပါတယ်။နတ်ဆိုကသခင်ယေရှုကိုဂျေရုဆလင်မြို့ကိုခေါ်သွားပြီးတော့ဗိမာန်တော်ရဲ့အထွတ်မှာတင်ထားပြီးတော့သူ့ကိုအဲ့ဒီတိုင်းဗိမာန်တော်ပေါ်နေခုန်ချဖို့သူ့ကိုနောက်ဆက်ခဲ့တဲ့နေရာပဲဖြစ်ပါတယ်She wants me